အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရေးဗဟုသုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိအမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့အမျိုးသားထုကြီးအတွက်ညီလေးကိုကျမတန်ဆွမ်းလန်းဆန်းစေပြီးနိုင်ဝက်မကဖြစ်စေတဲ့မြမနီလန်းကောင်းများကိုကျမရေးအမြင်အရတေချာလေးပြောပြပေးတော့မှာဖြစ်လို့စုမြတ်ရဲ့အတန်လေးကိုနားထောင်ပြီးအဆုံးထိလိုက်ပါစီမျောခံစားနားဆင်ပေးကြပါအောင်လားရှင်ကိုကိုတို့ရေတမကျိတ်လေးကျင့်ခန်းတွေဆင်နွှဲတဲ့အခါကိုကိုတို့ရဲ့ညီလေးကလူစင်မမီနေတာမျိုး3မိနစ်လေးတွေဖြစ်နေတာမျိုးကြောင့်ကိုချစ်သူမိန်းကလေးကျင်တဲ့အောင်ကျမရေးလေးကျင့်ခန်းကြီးကိုမဆင်နွှဲနိုင်လို့စိတ်လက်မချမ်းသာနိုင်ပဲစိတ်ညစ်နေရင်စုမြတ်ပြောပြတဲ့မြမစင်းနီးလေးကိုတေးသေးချာချာနားထောင်ပြီးစမ်းသပ်ကြည့်လို့ရပါတယ်ရှင်ပထမနီလန်းဇီးပင်အခောက်နဲ့နန်းစီစစ်စစ်ကိုမနက်တစ်ချိန်ညတစ်ချိန်လိမ့်ပြီးပြောင်းကိုအตาအရာလေးဆွဲပေးပါတလဝန်းကျင်ခန့်ကြာတဲ့အခါထူးခြားသိတာလာပါလိမ့်မယ်ရှင်ကိုကိုတို့ချစ်သူရဲ့နှုတ်ဖျားလေးကနေအရင်ကနဲ့မတူဘူးတခုခုထူးဆန်းနေတယ်လို့ပဲလို့ဆိုလာကပါဇက်ကလေးတဟဟနဲ့ပြောင်းလဲသွားတဲ့ညီလေးရဲ့ထူးခြားနေတဲ့ကျမရေးလေ့ကျင့်ခန်းကြီးကိုတသက်မမေ့နိုင်ပဲဖြစ်သွားစေမှာပဲဖြစ်ပါတယ်ရှင်ဒုတိယနီလန်းကတော့မိတ်တလင်ကိုအသုံးပြုပြီးတန်မာထွားချိုင်းအောင်ပြုလုပ်ရတဲ့နီလန်းလေးပဲဖြစ်ပါတယ်လက်လက်ဆက်ဆက်မြေကြီးထဲကနေမိတ်တလင်ဦးကိုတူးယူပြီးတေးသေးချာချာဆေးကြောတန့်စင်မှာပြီးရင်တော့ပပလွယ်လွယ်လေးဖြစ်အောင်လွှာပြီးနှမ်းစီသို့မဟုတ်မုံညင်းစီကိုတန်ရှင်းတဲ့အိုးမှာကိုလိမ့်ချင်တဲ့ပမာဏလောက်ထည့်ပြီးအပူပေးပါအပူပေးထားတဲ့အစီကျက်လာပြီဆိုရင်မီးအေးအေးနဲ့ပပလွှာထားတဲ့မိတ်တလင်ကိုထည့်မွေပေးပါမိတ်တလင်ကိုအစီထုတ်တဲ့သဘောပါနော်အနက်လေးမွေးကြိုင်လာပြီဆိုရင်တော့အေးခံထားပြီးမိတ်တလင်အဖက်တွေဖယ်ပြီးလေလုံးနဲ့ပူထဲမိတ်တလင်စီကိုထည့်ကကျမရေးလေးချင်းခန်းအတွက်အသုံးဝင်တဲ့လိမ့်စေးကြီးအဖြစ်အသုံးပြုလို့ရပါပြီရှင်ဒီနေရာမှာစုမြတ်အကြံပေးချင်တာကတော့လောဘကြီးပြီးတခါတည်းအများကြီးလုံမထားစေချင်ပါဘူးရှင်ကြာရင်အနက်မကောင်းတယ်လို့လိမ့်စေးဘူးတပူးစာလောက်ပဲလှုပ်ထားပါနော်စုမြတ်ပြောပြတဲ့မြမစေးနီးနနီးလုံးကပုံမှန်လေးလိမ့်ရုံမဟုတ်ပဲကိုကိုတို့ရဲ့ပြောင်းကိုထုပေးခြင်းထောင်းပေးခြင်းညှစ်ပေးခြင်းပြီးတော့ပြောင်းကိုဆွဲပေးခြင်းကကိုကိုတို့ရဲ့ညီလေးကိုအရက်ရှည်လာစေပြီးတမ်းမထွားချိုင်းလာစေပါလိမ့်မယ်ရှင်မိတ်တလင်ကတော့နည်းနည်းလေးအပူတက်ပါပါမယ်ဒါပေမဲ့စိုးရင်စရာတော့မရှိပါဘူး3ရက်လောက်ဆိုရင်ညီလေးကအရက်ရှည်လာတယ်လို့တန်ချောင်းကြီးဖြစ်လာတယ်လို့ဖြစ်လာတဲ့ခံစားမှုမျိုးဖြစ်လာပါလိမ့်မယ်တပတ်လောက်သုံးကြည့်ပြီးကိုကိုတို့စိတ်ထဲလိုချင်တဲ့ပမာဏရောက်ရင်မိတ်တလင်စီလိမ့်တာကိုရက်လိုက်ပြီးကျမရေးလေးချင်းခန်းကြီးကိုဆန်းလောက်ကြည့်ပါထူးခြားလာပါလိမ့်မယ်ရှင်ဆေးလေးရမှာကြောက်တဲ့ကိုကိုတို့အတွက်ကတော့နောက်ထပ်နံပါတ်3နီးလန်းကတော့အလွယ်ဆုံးနီးလို့ပြောလို့ရပါတယ်နော်ကိုယ့်ရဲ့မိန်းကလေးနဲ့အတူနေခန်းကြီးမှာဂုံခါးကိုနည်းနည်းစီဝါးစားပေးပါရှင်ခဏလေးနဲ့အာနီးတင်တန်းပြပါတယ်မိနစ်20လောက်တော့တမကျိတ်လေးချင်းခန်းကြီးကိုစတိုင်မျိုးစုံနဲ့အကွက်စုံအသားအရာလုံနိုင်တာကိုလက်တွေ့သိရပါမယ်နော်ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပြပေးခဲ့တာကတော့ကိုကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျမရေးဗဟုသုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျမရေးလေ့ကျင့်ခန်းနဲ့ကျမရေးဗဟုသုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်လားရှင် channel ကိုအရောက်လာခဲ့တဲ့တယောက်စီတိုင်းကိုစုမြတ်ကအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်